ရွှေသမီး မေးစရာရှိတယ် ဟာလုပ်ပြီးအေးမေးပါမေးမလဲမေး ရွှေသမီး ဒီနှစ်ပိုင်းမင်္ဂလာဆောင်မယ်ဆိုတာလေဟိုတယ်မှာတွေ့တဲ့အမကြီးနဲ့လား ရွှေသမီး ဘာမှတွေ့တဲ့မော်ဒယ်ကလေးနဲ့လား ရွှေသမီး အဲ့ဒီဟာကမျက်နှာဖုံးချို့ရင်ပြန်ရှင်းရမယ့်ဟာဖြစ်သွားပြီနော် ရွှေသမီး ဟိုတယ်မှာတွေ့တဲ့ကာဗာနဲ့လားဘာမှတွေ့တဲ့တငယ်နဲ့လား ရွှေသမီး ခိုင်တင်းကြီး ပြောပါရှင် အဝတ်စားလေးကအရင်လှ ရွှေသမီး ဒါပဲလေ အဝတ်စားသွားရတော့ကငယ်ငယ်တော့ကကောင်းလေးနဲ့ချင်းတွေ့တာတတိယသေးလား ရွှေသမီး အဝတ်စားတွေသွားရည်တယ်ဆိုပြီး ရွှေသမီး အဲ့ဒီမှာပြောဦးလေ ဟုတ်တော့လားဟုတ်တယ်အဲ့ဒါမြက်မြက်လေးပါတော့ငါအကြောင်းနဲ့သိနေတယ်ကြည့်အောင် ရွှေသမီး ငယ်ငယ်တုန်းကလို့ပြောပြမှုတယ်ကွာအဝတ်စားတွေကြော်ညာရိတ်မဲ့ဘာညာဆိုအဝတ်စားတော့ရင်ဆိုဟိုဥက္ခနဲ့ချင်းချင်းတွေ့တာကွာသိရမလားဝတ်စား ရွှေသမီး တော့ရင်မဲ့အိမ်ကိုပြောပြီးတော့ခါကျထွက်သွားပြီးဝတ်စားနေတယ် ကြီးနေတာ သိနေတယ် ရွှေသမီး အဝတ်စားသွားရည်မဲ့ပြောပြီးကောင်းလေးနဲ့ချင်းချင်းတွေ့တာ ရွှေသမီး